မင်္ဂလာပါခင်ဗျာကျွန်တော်ဆက်ပြီးတော့ဆွေးနွေးပေးမယ်ကောင်းစဉ်ကတော့ load try မောင်းတယ်ပေါ့နော် load try မောင်းတယ်ဆိုတော့ load try ဘယ်နှမျိုးရှိလဲကျွန်တော်အပေါ်မှာဖော်ပြပြီးဖြစ်ပါတယ်၄မျိုးရှိတယ်ပေါ့အဲ့၄မျိုးမှာအရေးပါတာတွေကျွန်တော်အပေါ်မှာဖော်ပြပြီးအရင်ဖော်ပြပြီးဖြစ်ပါတယ်အခုဆက်ပြီးတော့ဖော်ပြပေးမယ်အကြောင်းအရာကတော့အဲ့တော့ try မောင်းတယ် try နေမောင်းတော့မယ်ဆိုရင်မမောင်းခင်မှာကျွန်တော်ကြိုတင်ပြီးတော့ပြင်ဆင်ရမယ်အပိုင်းပေါ့အဲ့ try မမောင်းခင်ဘာတွေကြိုပြင်ထားဖို့လိုမလဲအဲ့ဒီအချက်လေးကိုကျွန်တော်တို့ဆွေးnweးပေးသွားမှာဖြစ်ပါတယ်အဲ့တော့ action to be before try ပေါ့ try မမောင်းခင်ကျွန်တော်အပေါ်မှာပေါ်ရခဲ့တဲ့ try ၄မျိုးပေါ့နော်အဲ့ try မမောင်းခင်ကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားမယ်ပိုင်းအရေးပါတဲ့အချက်တွေပေါ့အဲ့အကြောင်းအရာတွေကျွန်တော်တို့ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်အဲ့နံပါတ်1ချက်အနေနဲ့ပြောမယ်ဆိုတော့ engine loss စာအုပ်တွေ update ဖြစ်နေရမယ်ကျွန်တော်တို့အခုခေတ်စကားနဲ့ပြောရင်ဖုန်းတွေလည်း update တင်ကြတယ်ပေါ့အဲ့တော့ engine တွေမှာလည်း loss စာအုပ်တွေက update ဖြစ်နေရမယ်ဆိုတော့ဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ loss စာအုပ်ဆိုတဲ့နေရာမှာမှတ်တမ်းမှတ်ရာတွေပေါ့engine ရဲ့ main engine ရဲ့ RPM ဒီ RPM ဘယ်လောက်သတ်မှတ်ထားလဲအဲ့ RPM အမြင့်ဆုံးကိုဘယ်လောက်မောင်းခဲ့ဘူးလဲအဲ့ဒီမှာ engine pressure ဘယ်လောက်ရှိလဲ temperature ဘယ်လောက်ရှိလဲ coolant temperature ဘယ်လောက်ရှိလဲတော့အဖြစ်ပြက်တွေဘာတွေဖြစ်ပျက်ခဲ့ဘူးလဲ update ဖြစ်နေဟိုးအရင်တော့အဟောင်းစာအုပ်ကြီးသွားလို့မရပါဘူးအဲ့အခုခေတ်ပေါ့နော်တိတ်မကြခင်ကမှရေးမှတ်ထားတဲ့စာအုပ်အဲ့ဒီစာအုပ်ကိုပြန်ရှာရတယ်ရှာပြီးမှအဲ့ဒီအတိုင်းကိုကျွန်တော်တို့ try ပြန်မောင်းအောင်မှာဖြစ်ပါတယ်ဒါကြောင့် engine ရဲ့ loss စာအုပ်က update ဖြစ်ရမယ်ဆိုတဲ့အချက်ဒီကျွန်တော်တို့အရေးပါတယ်အဓိကကြတယ်ဒီစာအုပ်ကိုပြန်ဖတ်ရမယ်ပြန်ဖတ်ပြီးမှ try မောင်းလို့ရမှာဖြစ်ပါတယ်ဒါကြောင့် engine ရဲ့ loss စာအုပ် update ဖြစ်ရမယ်ဆိုတဲ့စကားလုံးလေးကျွန်တော်တို့ဖော်ပြထားတယ်နံပါတ်1အနေနဲ့ထည့်ထားခြင်းပဲဖြစ်ပါတယ်။နံပါတ်2အနေနဲ့ပြောမယ်ဆိုတော့တာဝန်ကိုပြည့်ဝတော့ထမ်းဆောင်နိုင်ရမည်ဆိုတော့ကျွန်တော်တို့ try မောင်းတော့မယ် try မောင်းပြီဆိုရင် RPM အမြင့်နဲ့မောင်းပါပေါ့။ engine ရဲ့မောင်းနိုင်တဲ့စွမ်းပကားကိုအမြင့်ဆုံးအနေထားကိုကျွန်တော်ပြင်ဆင်ပေးမဲ့အဖွဲ့တွေမောင်းနေတဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေပါလာမှ try ရမောင်းလို့ရပါတယ်။အဲ့လိုကျွမ်းကျင်ပညာရှင်တွေ engineer ကြီးတွေပေါ့နော်။ engineer ကြီးတွေစမ်းသပ်ပြီးမောင်းနေကြည့်မယ်။ဒီသမောကိုငါတို့ try မောင်းမယ် try မောင်းပြီဆိုတာ ਨੇ အဲ့ try မောင်းတဲ့အချိန်မှာစက္ကန့်ထဲမှာပေါ့နော်စက္ကန့်ထဲမှာတာဝန်ထမ်းဆောင်တဲ့လူကကျွန်တော်တို့ try မောင်းတဲ့အချိန်မှာလုပ်ရမယ့်အချက်တွေမတော်တဆများ engine က record သွားတာမျိုး engine ကရုပ်တရက်ထိုးရက်သွားတာမျိုး RPM နဲ့စောင့်တက်သွားတာမျိုးပြုတ်ထွက်သွားတာမျိုးဒါမျိုးတွေဖြစ်လာပြီဆိုကိုကဘာလုပ်ရမလဲဒီအောင်ကျွမ်းကျင်တဲ့လူပေါ့ try မောင်းတဲ့ကိစ္စတွေမှာ try မောင်းတာနဲ့ပတ်သက်တာဝန်ဝတ္တရားတွေအဲ့ဒါတွေကိုအပြည့်အဝထမ်းဆောင်နိုင်မဲ့လူမျိုးကိုတာဝန်ချထားဖို့လိုပါတယ်အဲ့တော့ try မောင်းပြီဆိုတာ ਨੇ ပုံမှန်စောင့်နေကြလူမျိုးစောင့်လို့မရဘူးတာဝန်ခံနိုင်တဲ့လူတာဝန်ယူနိုင်တဲ့လူကျွမ်းကျင်တဲ့လူသိတဲ့လူတက်တဲ့လူသဘောပေါက်တဲ့လူနားတယ်တဲ့လူအရေးပေါ်ခြင်းတွေဖြစ်လာပြီဆိုတာ ਨੇ ဘာလုပ်ရမလဲဆိုတာချက်ချင်း decision ချနိုင်တဲ့လူကိုတာဝန်ချထားဖို့ရန်အတွက်တာဝန်ကိုပြည့်ဝသွားထမ်းဆောင်နိုင်ရမည်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်ဒီချက်ကအရေးကြီးပါတယ်အဲ့တော့အခုကျွန်တော်တကယ်လည်းဖြစ်ပျက်နေပါတယ်အဲ့လိုတာဝန်အပြည့်ဝသွားထမ်းဆောင်နိုင်မဲ့လူရောင်းတော်မောင်းတော်လူကိုလွှတ်လိုက်တယ်အဲ့လူကတင်မောက try မောင်းလဲမောင်းရုပ်တရက်အင်ဂျင်ကဝေါဆိုထိုးတက်သွားတယ်သူဘာလို့အောင်မှမသိစတော့တော့နှိပ်တယ်ရက်လို့မရအောင်အဲ့တော့ကျွန်တော်တင်မောကတခြားဟာတွေအင်ဂျင်ကရက်လို့မရတဲ့အတွက်တင်မောတစ်စီးနဲ့တိုက်တာတွေမြုပ်တာတွေဖြစ်ကုန်ကြပါတယ်ဒါကြောင့်တာဝန်ကိုပြည့်ဝစွာထမ်းဆောင်နိုင်ရမည်ဆိုတဲ့ဒုတိယအချက်ဒီလေကျွန်တော်တို့အရေးပါတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်နံပါတ်3အချက်ကတော့လက်သုံးကရိယာပစ္စည်းတွေအကာအကွယ်ပစ္စည်းတွေအားလုံးကပုံမှန်လုံးဆောင်နိုင်ရင်ရှိရမယ်ဟာလည်းအရေးကြီးတယ်ကျွန်တော်တို့က try မောင်းတော့မယ်ဆိုတော့ဘာတွေယုံကြည်ရလဲ temperature gauge ကိုကြည့်တယ်ဥပမာ exhaust temperature ကိုကြည့်လိုက်တယ်400ရောက်နေတယ်400 degree C ရောက်နေတယ်အဲ့ဒါဆိုအဲ့400 degree C ကပူလားအေးလားဟုတ်ကောဟုတ်ရဲ့လားဆိုကျွန်တော်ယုံကြည်ဖို့လိုပါတယ် RPM ကိုတင်လိုက်တယ် RPM လဲသူတတ်မှတ်တဲ့ RPM 1500နဲ့တင်တယ်အဲ့ဒီ1500 gate တွေကအပေါ်မှာတစ်ခုအောက်မှာတစ်ခုအလဲမှာတစ်ခု control ကမှာတစ်ခုပုံစံမျိုးစုံနဲ့သူနေရာတွေ3နေရာလောက်ရှိတယ်အဲ့ဒီ3ခုလုံးညီနေဘူးလို့တကယ်လို့မညီဘူးဆိုရင်အဲ့ဒီ RPM တွေမှန်ရလားတက်ကူမီတာတွေနဲ့ကျွန်တော် try မမောင်းခင်ကလေးကဒီပစ္စည်းတွေ RPM gate တွေမကောင်းရင်လားပုံမှန်ရောဟုတ်ရဲ့လားတစ်ခုနဲ့တစ်ခုနဲ့ညီနေရ adjust ပြန်ညီတာတွေအသစ်လဲတာတွေဒါတွေပုံမှန်လုပ်ဖို့လိုပါတယ်နောက် pressure gate တွေဆိုလဲကိုကယုံကြည်စိတ်ချထားဖို့လိုပါတယ်ဒီ pressure gate ပုံမှာကြည့်ပြီးမှကိုက decision ချရမှာဖြစ်တဲ့အတွက် pressure gate တွေရောမှန်ရင်လား pressure gate ကအမှားကြီးဖြစ်နေရင်ကိုလို့အောင်မှာဘာလို့အောင်မှမသိတော့ဘူးဖြစ်သွားတယ် temperature gate တွေ pressure gate တွေ RPM gate တွေအဲ့တော့ gate တွေကတော့အများကြီးရှိပါတယ်အဲ့ဒါတွေအားလုံးလည်းကျွန်တော်တို့မှန်မှန်ကန်ကန်ဖြစ်နေဖို့လိုပါတယ်အဲ့ဒါကြိုတင်ပြင်ဆင်ထားမယ်အပိုင်းဖြစ်ပါတယ်လက်သုံးကရိယာတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့အရေးပေါ်ဖေရာဘူးလဲတော့မယ်အေးဆိုဖေရာဘူးကလည်းချက်ချင်းအစင်သင့်ရှိနေရမယ်ကွာလိုတယ်အေးဆိုကွာကလည်း quality ကောင်းအောင်မယ်ဘာကွာတွေလိုလဲအဲ့ကွာတွေကိုလည်းကျွန်တော်ပစ္စည်းဘယ်နေရာထားတာလဲထားတဲ့နေရာကိုချက်ချင်းကိုကျွန်တော်တို့သိတဲ့လူလည်းဖြစ်ရမယ်လောက်ကင်ဆောင်ရွက်တဲ့နေရာမှာအချိန်နဲ့တပြေးညီချက်ချင်းလောက်ကင်ဆောင်ရွက်နိုင်ဖို့ရန်အတွက်လက်သုံးကရိယာပစ္စည်းတွေတတ်မှတ်တဲ့အရည်အသွေးတွေအရည်ချင်းတွေနဲ့ရှိဖို့လိုပါတယ်ဒါကြောင့်နံပါတ်3အချက်ကလက်သုံးကရိယာပစ္စည်းတွေကာကွယ်ပစ္စည်းတွေအားလုံးကပုံမှန်လုံးဆောင်နိုင်ရန်တေချာနေရမည်ဆိုတဲ့အချက်ကိုထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်နံပါတ်4ချက်အနေနဲ့ပြောမယ်ဆိုတော့ try မမောင်းနေမီကြိုတင်စုပေါင်းဆွေးနွေးရဒါအရေးကြီးပါတယ်ကျွန်တော်တို့ဟိုရှေ့မှာလဲကျွန်တော်ဖော်ပြခဲ့တယ် 5CS ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖော်ပြခဲ့တယ်
try မောင်းပြီဆိုရင်ကျွန်တော်တို့တယောက်တည်းမောင်းလို့မရပါဘူး engineer အုပ်စုလိုက်ကြီးပါအောက်မှာလည်းတပည့်တွေရှိပါတယ်အပေါ်မှာလည်းတာဝန်ရှိတဲ့ပုံကိုယ်တွေကျွမ်းကျင်တဲ့ပုံကိုယ်တွေရှိတယ်အုပ်စုနဲ့လောက်ရတာဖြစ်ပါတယ်အဲ့တော့ကိုက try မမောင်းခင်မှာ try မောင်းမဲ့အဖွဲ့တာဝန်ခံမဲ့အဖွဲ့တာဝန်ယူမဲ့အဖွဲ့တင်မောမှာတာဝန်ခံရတဲ့အဖွဲ့အဲ့ဒီအဖွဲ့တွေအားလုံးစုစည်းပြီးတော့အစည်းအဝေးလေးလုပ်အောင်ဥပမာတင်မောမှာရှိနေတဲ့တာဝန်ခံ engineer အဖွဲ့တွေဆိုရင်သူ့အောက်မှာရှိတဲ့တပည့်တွေအားလုံးကိုခေါ်ရတယ်အစည်းအဝေးတစ်ခုလုပ်ရတယ်အဲ့တော့ငါတို့ try မောင်းမယ်ဘယ်နေ့မှမောင်းမယ်ဘယ်ကနေဘယ်ကိုသွားမယ်အဲ့တော့မောင်းမယ်ဆိုရင်မင်းကတော့ဘာလို့တာဝန်ယူရမလဲအဲ့တော့တာဝန်ယူစဉ်ကာလမှာဘယ်ထဲမှာတော့မှတ်တမ်းတွေတင်ရမယ်ဘာဖြစ်ရင်ဘာကိုလုပ်ရမလဲကဲမင်းတို့ထင်တာတွေရောမင်းတို့ကဘာလုပ်ရင်ကောင်းမလဲအဲ့သူတို့စီကလည်းအကြံဉာဏ်ကြီးယူရတယ်ကိုသိတာတွေလည်းပြောပြရတယ်လိုက်နာရန်ဆောင်ရန်ရှောင်ရန်တွေကလည်းဆွေးနွေးထားရတယ်အဲ့တော့အခြေအချက်ကျွန်တော်အခြေအဆက်တွေမိဖို့လည်းလိုပါတယ်အားလုံးသိနေမယ်နားလည်နေမယ်ကျွမ်းကျင်နေမယ်ကျွန်တော်မတော်ဆတစ်ခုဖြစ်လာပြီ try မောင်းရနေပြီးတော့ပြဿနာတစုံတရာတက်လာပြီအဲ့အချိန်ကြမှာဆွေးနွေးလို့မရဘူးအဲ့အချိန်ကြမှာပြောလို့ဆိုလို့မရဘူးပြောင်းဆက်တက်နေရညံနေတဲ့အချိန်ကြတော့အဲ့အချိန်မှာဘာမှပြောလို့ရမှာမဟုတ်တော့ပါဘူးအဲ့တော့ try မမောင်းနေခင်ကတည်းကကြိုပြီးတော့ကျွန်တော်စုပေါင်းပြီးတော့ဆွေးနွေးရမယ်အည်သွေးတွေကိုစီရှိနေအောင်ကျွန်တော် 5CS မှာလည်းဖော်ပြပြီးဖြစ်ပါတယ်အဲ့တော့အားလုံးအည်သွေးတွေရှိနေအောင်အားလုံးဝိုင်းပြီးဆွေးနွေးကြမှဒါလင်း try မောင်းတဲ့လုပ်တွေကျွန်တော်အဆင်ပြေချုံမှုမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ရင်တော့ကျွန်တော်ပြဿနာတွေအများကြီးတက်သွားနိုင်ပါတယ်နောက်နံပါတ်4နံပါတ်5အချက်အနေနဲ့ပြောမယ်ဆိုတော့ fluid system ပေါ့စီတွေရှိတယ်ရေတွေရှိတယ်လေတွေရှိတယ်ဝိုင်းတွေရှိတယ် fluid ဆိုတာကျွန်တော်အကြမ်းမြင်ပြောရင်တော့ကျွန်တော်တို့liquid နဲ့ gas ကို fluid system လို့ခေါ်ခြင်းဖြစ်ပါတယ်အဲ့တော့မှကျွန်တော် C နဲ့ပတ်သက်လို့ပေါ့ C ကတန့်နေဘူးလို့ RPM အမြင့်နဲ့မောင်းမယ်ဆို C ကအများကြီးစားပါမှာပေါ့ C တွေကအများကြီးပါစီဖြတ်သွားမှာပေါ့နော်လေခိုးနေလို့လည်းမရဘူးကျွန်တော် C တန့်နေဘူးလို့တော့ရေနဲ့ပတ်သက်လို့ရှိရင်ရေချိုကလည်းပုံမှန်ဖြည့်ထားတဲ့အနေထားပေါ့နော်upper level ရေချိုတက်မှလည်းရေချိုကတတ်မှတ်တဲ့ level ကိုဖြည့်ထားရမယ်လေလမ်းကြောင်းလေကလည်းကျွန်တော်အရေးကြီးပါတယ် RPM အမြင့်နဲ့မောင်းတော့မယ်ကျွန်တော်တို့တချို့အင်ဂျင်တွေဆို RPM 1800လောက်ထိမောင်းတာရှိပါတယ် RPM 1800နဲ့မောင်းမယ်ဆိုရင်လေကဘာလို့ပို့လို့လဲလေကလုံလောက်ဝင်လာဖို့လိုပါတယ်အဲ့ဒီဝင်လာမဲ့လေမှာကျွန်တော်တို့စကားတွေတတ်ထားတာရှိပါတယ်လေစစ်စကားတွေအဲ့လေစစ်စကားတွေကတတ်မှတ်တဲ့အရည်အသွေးရှိဖို့လိုပါတယ်အရင်စစ်လို့ရှိရင်လည်းလေကမလောက်တော့လုံးဝမစစ်ဘူးဆိုရင်အမုံငွားတွေနဲ့ပိတ်ကုန်တယ်အဲ့တော့လေစစ်စကားပဲတတ်မှတ်ချက်တွေလေသူတတ်မှတ်ချက်အတိုင်းတတ်မှတ်ချက်ပမာဏအတိုင်းကိုတိတိကျကျရှိဖို့လိုပါတယ်ကြီးတွေနဲ့ပိတ်နေတယ်ဆိုရင်အားလုံးတန်ရှင်းရေးတေချာလုပ်ရမယ်တတ်မှတ်တဲ့ပစ္စည်းတွေရောဟုတ်ရလားဒါတွေကိုတော့ကျွန်တော်တို့စစ်ဆေးဖို့လိုပါတယ်နောက် Y လို့ခေါ်တယ် engine Y ပေါ့နော်ချောစီတွေပေါ့ချောစီဆိုရင်ချောစီကိုကျွန်တော် check လုပ်တဲ့အပိုင်းရ analyze လုပ်တယ်ဆိုတဲ့အပိုင်းရနှစ်ပိုင်းရှိပါတယ် check ဆိုတာဘာကိုပြောတာလဲစစ်ဆေးတာပေါ့ဟိုချောစီပမာဏက minimum ကိုရောက်နေလားဒါဆိုကျွန်တော်မောင်းလို့မရပါဘူးကျွန်တော်တို့က try မောင်းတော့မှဖြစ်တဲ့အတွက် upper level အများဆုံးအမြင့်ဆုံးထည့်ရမယ့် level ဒီထည့်ထားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ချောစီနဲ့ပတ်သက်လို့ရှိရင်လည်းအရေးပါပါတယ်တတ်မှတ်တဲ့ level အမြင့်ဆုံးအများဆုံး level ကိုထည့်ထားရမယ်ကျွန်တော်စီဆိုလို့ရှိရင်လည်း ready to time မှာအနည်းဆုံးနိုင်4နာရီဝန်းကျင်လောက်မောင်းလို့ရတဲ့အနေအထားဖြစ်ရမယ်ရေဆိုလို့ရှိရင်လည်း upper level ကိုထည့်ထားမယ်ရေချို pipe ကလစ်တွေပိုက်တွေကျွန်တော်ရိုစိတ်မှုမရှိရဘူးလေဆိုလည်းကျွန်တော်တန့်ရှင်းရေးတွေရှိနေရမယ်အင်ဂျင်ဝိုင်ဆိုလည်းတတ်မှတ်တဲ့အရည်သွေးတွေအရည်ချင်းတွေပမာဏတွေရှိနေရမယ်အင်ဂျင်ရဲ့အဝင်လမ်းကြောင်းတွေပုံမှန်ဝင်နေရမယ်ပေါ့တတ်မှတ်တဲ့အမှတ်သား range ထဲမှာရှိနေဖို့လိုပါတယ်ခုဖော်ပြတဲ့အကြောင်းအရာတွေဒီကျွန်တော်တို့ try မောင်းမယ် try ၄မျိုးပေါ့နော် try ၄မျိုးမောင်းတော့မယ်ဆိုရင် RPM အမြင့်နဲ့စိတ်ကြိုက်မောင်းမှာဖြစ်တဲ့အတွက်ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေကိုကျွန်တော်တို့ဖော်ပြသွားတာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်